အားလုံးပဲမင်္ဂလာပါကျွန်တော်ခုနေပြပြသွားမယ့်ဇာတ်လမ်းလေးကတော့ကျွန်တော်တို့ရဲ့ဟီရိုလေးဒန်းရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အလွန်ကြီးမားကျေပြန့်လာတဲ့တဲကန်နာတစ်ချောင်းမှာဒန်းကိုပရိဘက်မြင်ပြုလုပ်တဲ့ကြေးစားစစ်တီလို့လူသိများခဲ့ပါတယ်သူဟာရွှေတွေငွေတွေကိုလိုချင်လို့ကြေးစားလုပ်ခဲ့တာမဟုတ်ပဲသူ့ရဲ့တန်ဖိုးရှိတဲ့ပြိုင်ဘက်တွေကုန်ခန်းသွားခဲ့တာကြောင့်ဒီလမ်းကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်ကြေးစားတဲ့များတွေကြားမှာဒန်းဟာလူပေါင်းရာနဲ့ကြီးကိုတက်ဖြတ်ခဲ့တယ်လို့နာမည်ကြီးပြီးဓမြမှန်သမျှသူ့ကိုကြောက်ရွံ့နေကြပါတယ်ဒန်းရဲ့လူကောင်းရာနဲ့ကြီးကိုကောင်းပြတ်တတ်တဲ့ဒဏ္ဍာရီဇာတ်လမ်းလေးဟာခိုးဆိုးလူရဲသူတွေရဲ့ကြားမှာကြောက်ရွံ့စရာဇာတ်လမ်းတစ်ပုဒ်အဖြစ်ယနေ့တိုင်ဒီထင်ရှားနေသေးဖြစ်ပါတယ်။သူ့ကိုဘဲကလာတယ်ဆိုတာဘယ်သူမှမသိကြပါပဲ။သူ့ရဲ့မြုံကြီးနိုင်စရာကောင်းလောက်အောင်ကြီးမားတဲ့ခွန်အားရှိတယ်လို့လူတိုင်းကသိထားကြပါတယ်။သူဟာစီးကမ်းမဲ့ဓာတ်သွားလို့ခေါ်တဲ့သူ့ရဲ့ကွင်းဆက်ဓာတ်ကိုဖြစ်လိုက်တဲ့အခါလေပြင်းတစ်ချက်လိုပဲသူ့ရဲ့ပြင်းမက်စီကိုခိုးကြောင်ကိုဝဲချင်းကပ်သွားခဲ့ပြီးတော့ဓာတ်နဲ့ခုတ်ချလေးရှိပါတယ်။ညနေခင်းတခင်းမှာတော့ကျေးသားစစ်တီတော်တွေဆိုဝေးဟာအဲ့ဒီဓာတ်တစ်ခုမှာအနှင်းရောင်ဝေးုံအောက်မှာပေါအောင်နေတဲ့တန်တရားဖြစ်ဖွယ်လူတို့ကိုတွေ့ရှိခဲ့ပါတယ်။ထို့သူဟာရွှေဘုံတစ်ပုံကိုဘားပေါ်ကိုတင်လိုက်တဲ့အခါမှာတော့အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတော့တယ်။အနှင်းရောင်ဝေးုံတဲ့သူကအဲ့ဒီနေရာကိုသွားပါဒါဆိုရင်ဒီရွှေအားလုံးကိုမင်းတို့ပိုင်လိမ့်မယ်လို့ပြောလိုက်ပါတော့တယ်။အဲ့ဒီအနှင်းရောင်ဝေးုံတဲ့လူဟာရှောက်ချစ်ထားတဲ့မြေပုံတစ်ခုကိုဖြန့်ပြီးနေရာတစ်ခုကိုညွှန်ပြခဲ့ပါတော့တယ်။ဒါဟာသူတို့အိမ်မက်မက်လို့ရတဲ့ဆုလက်တစ်ခုဖြစ်လို့ကြေးသားတွေဟာစိတ်လှုပ်ရှားစွာနဲ့တီတိုစကားတွေစတင်ပြောဆိုလာကြပါတော့တယ်။အဲဒီချိန်မှာပဲကျွန်တော်တို့ရဲ့ဟီရိုလေးတန်းဟာရှင်းပြလို့မရတဲ့စီးပွားရေးကိစ္စတွေဟာအမြဲတမ်းတန်တရားဖြစ်စရာတွေပါပဲလို့ပြောလိုက်ပါတော့တယ်။မင်းရဲ့ရွှေတွေတဲ့မင်းနဲ့ဓာကြီးရှင်ကုန်ဖို့ကငါ့ကိုပို့ပြီးစိတ်ဝင်စားစေပါတယ်လို့ကျွန်တော်တို့ရဲ့ဟီရိုလေးတန်းဟာအနဲ့အဝေးအောင်တဲ့လူကိုစိန်ခေါ်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းပတ်ဝန်းကျင်ရဲ့ဆူညံတန်းနေကြောင်းဒုံးရဲ့အတန်ကိုဖုံးလာသွားခဲ့ပြီ။ကြီးစားတဲ့များတိုင်းဟာပျော်ရွှင်စွာနဲ့ရွှေကိုတောက်ယူကြကပေးထားတဲ့နေရာမှာဆုံတွေ့ဖို့အနဲ့ရောင်ဝေးုံတဲ့သူကိုဂတိပေးခဲ့ကြပါတော့တယ်။မကြခင်မှာပဲကြီးစားစစ်တီတွေနိုမတ်တွေအငတ်ဘေးကထွက်ပြေးလာသူတွေဟာမြေရိုင်းမြေတို့စီကိုထွက်လာခဲ့ကြပါတော့တယ်။အဲဒီလူတပ်ပွဲစီမြန်ချက်အောင်မြင်လို့ကာဝါကြီးနဲ့နေတော့မှာပဲဒုံးက6ရောက်တွေမကင်မခန့်နဲ့သူ့ရဲ့ဓာတ်ကိုကင်ဆွဲပြီးတိုက်ခိုက်ဖို့ပြည်စင်နေဟန်ရိမ့်ထိုးနေခဲ့ပါတော့တယ်။ဒီချိန်တွင်းမှာပဲဆမ်မာရီကဘေးဘက်ကနေမော်ပညာကိုသုံးဆွဲလိုက်တဲ့အခါမှာတော့ဒန်းဟာလွတ်မြောက်သွားခဲ့တဲ့အတွက်အလုံးကိုအံ့အားသင့်သွားခဲ့ရပါတော့တယ်။ဒန်းဟာသူ့ရဲ့အသက်ကိုကယ်ဖို့အတွက်မျိုးလုံးတစ်ဖက်ကိုစတေးလိုက်ရတယ်လို့ဆမ်မာရီကရုတ်တရက်သဘောပေါက်သွားခဲ့ရပါတော့တယ်။ဒီလိုနဲ့ပဲကာအိုကမင်းရဲ့အပေါင်းပေါ်တွေလက်သားကျင်နေတာလားလို့ရေရင်မော်ရင်ဒန်းကိုမေးလိုက်ပါတော့တယ်။အဲ့ဒီလိုပြုလုပ်ခြင်းဟာအချင်းကြီးပဲဖြစ်ပြီးမင်းကိုယ်တိုင်မှသိရလိမ့်မယ်လို့ဒန်းကိုသတိပေးလိုက်ပါတော့တယ်။ဒန်းကလည်းငငယ်လေးရဲ့ငါ့ရဲ့မွေးသားဖခင်ဟာငါ့ကိုဘယ်လိုအသက်ရှင်ရမယ်ဆိုတာသင်ပေးခဲ့တယ်လို့တုံ့ပြန်လိုက်ပါတော့တယ်။လူတွေကအသင့်တော်ဆုံးသူတွေဟာရှင်သန်နိုင်မယ်လို့ပြောကြပေမဲ့တန်ဟာတန်ကိုထွက်မျက်စီတယ်လို့ငါယုံကြည်ပါတယ်။ငါဟာတန်ပါပေမဲ့လည်းမင်းကိုစိန်ခေါ်ခြင်းအပြင်ပုံမပြီးတန်မာလာနိုင်တယ်။ဒါကြောင့်လာပါငါနဲ့ဓာချင်းရှင်တိုက်ပါလို့တွန်းဟာကာကိုစိန်ခေါ်လိုက်ပါတော့တယ်။ဒီကာကိုကတွန်းကိုသူနဲ့တူတူပူးပေါင်းဖို့ကမ်းလှမ်းခဲ့ပြီးဓာချင်းရှင်တိုက်ဖို့ပို့ပြီးထိုက်တန်တဲ့ပြိုင်ဘက်တွေရင်ဆိုင်ရလိမ့်မယ်လို့ကတိပေးခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲဒန်းဟာယာယီအပြင်ကာဝဲရဲ့ဘွယ်တဲ့ကိုဝင်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။မျက်လုံးတစ်ဖက်ဆုံးရှုံးလိုက်ရခြင်းကသူ့ရဲ့စိတ်ထဲမှာနှဆိုင်စွာတင်စီထားတဲ့အတိတ်ကအမှတ်ရစရာတွေကိုနှုတ်ဆက်ပေးခဲ့ပြီးသူ့ကိုကာကွယ်ပေးခြင်းတဲ့အရာကိုစဉ်းစားစေမိခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲဒန်းဟာကာကိုအဲ့ဒီတော့မင်းတတိထားနေတယ်။ငါရဲ့ပြိုင်ပွဲတွေကုံသွားတဲ့တနေ့ငါမင်းကိုဓာချင်းရှင်တိုက်မယ်လို့တတိပေးလိုက်ပါတော့တယ်။ဒန်းဟာတနေ့ကျရင်သူ့ရဲ့အပေါင်းဖော်တွေအတွက်လက်စားချင်နိုင်ပြီးသူကာကွယ်ခြင်းတဲ့အရာတွေကိုကာကွယ်နိုင်ဖို့အတွက်ပို့ပြီးတန်မာလာစေရမယ်လို့နားလည်လိုက်ပါတော့တယ်။ဒါလေးကတော့ကျွန်တော်တို့ရဲ့ဟီရိုလေးဒန်းရဲ့ဘဝဇာတ်ကြောင်းအချင်းချုပ်လေးပဲဖြစ်ပါတယ်။ MG ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။